Sao ngaro breita tetoro nya garo tu ko ke ma mati be tu ko tu yauk ja lo ponsa ne pi do ma ko ke ne khe de dutiya ukka me ma we phit de lo so ya me aneta phit de tu on lwen be phit pare da de jaw lu de pyaw ne ja de ponsa a tain pyaw ya me so lo shin do a phet chon so de a tain be tu ga ro so le sa de be le sa de sia tu on lwen be phit pare a mye dan ko tor ne de a hlap pa song ka ba ma စေရင်ဝင်နိုင်လောက်တဲ့လူတွေကိုပဲအနည်းတမ်းရွေးချယ်ပြီးတော့မှတင်ပြတတ်တဲ့ဆရာထူအောင်လင်ပဲဖြစ်ပါတယ်။အနည်းတမ်းမွေးထုတ်ပေးတဲ့လူတိုင်းကတော့တကယ်အချောဆုံးအလှဆုံးလူတွေပဲဖြစ်နေတာကြောင့်တကယ်လည်းနာမည်ကြီးတဲ့သူတစ်ယောက်ပါပဲ။ဒါပေမဲ့ပရိသတ်တို့မသိကြတာကသူကယောက်ျားချင်းချင်းကိုကြိုက်ပြီးတော့မှမစကူတူပြီးစားနေတဲ့လူဆိုတာကိုပဲခုချိန်မှာရုပ်သရက်ကြီးကိုဖွင့်ချခဲ့လိုက်တော့တော်လေးကိုအံ့ဩကုန်ကြတာပဲဖြစ်ပါတယ်။ဒါတွေကြောင့်ပရိသတ်တွေတော်တော်များများကတော့သေစုငိမ့်ကတော့တကယ်လူပေါင်းမှားပြီဆိုပြီးတော့မှကိုပြောဆိုနေခဲ့ရတဲ့အထိပဲဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့ဆရာထူအောင်လွင်နဲ့တေစုငိမ့်တို့ရဲ့ဇလန်းတွေကတော့မကြည့်ချင်မှအဆုံးမကြားချင်မှအဆုံးပဲဖြစ်နေတဲ့အတွက်ပဲဖြစ်ပါတယ်။သူတို့အခန်းထဲမှာနှစ်ယောက်တည်းအတူတူ live film ပြီးတော့မှကြမ်းတမ်းနေတဲ့နော် action ကားတွေပြီးရင် KTV သွားပြီးတော့မှနော်တော်လေးကိုတဘာဝဆန်းလုံးနဲ့သူတို့ရဲ့နော်ကွန်ဖူတိုင်းပညာတွေကတော့တော်လေးကိုမျက်မှောက်ခဲ့တယ်လို့ဆိုရမယ်နေတာပါ။ဆရာထူအောင်လင်ကလည်း NGPG သားဖြစ်သွားခဲ့တယ်နော်သူရဲ့လက်နဲ့ကြီးကဒေစုညံမျက်လုံးပြူးပြီးတော့မှအိုရတဲ့အထိပဲဆိုတာကိုတော့ပရိသတ်တို့သိရှိနေကြပြီပဲဖြစ်ပါတယ်။ခုချိန်မှာတော့စော်ကိုလေးစားတယ်ဘဲကိုလေးစားတယ်ဆရာထူအောင်လင်ကတော့မမျော်လင့်ပဲနဲ့နော်ပရိသတ်တွေကိုထုတ်ပြလာခဲ့ပြီပဲဖြစ်ပါတယ်။ခုမှ9နှစ်တွဲပြီးတော့မှနော်ဂျပန်ကောင်လေးချတူတွေဖြစ်ပြီးတော့မှတူတူကန်ချေတွေသွားပြီးတော့မှမစကူတူတဲ့ HG တွေပါထွက်သွားခဲ့တာကြောင့်လူတွေကတော့ထိတ်တလားနဲ့ပြေကုန်နေပြီပဲဖြစ်ပါတယ်။အရင်ကတော့သူကိုဘလောက်ပဲနာမည်စောနာမည်ပြတ်တယ်ရှိတယ်ဆိုပေမဲ့လည်းတို့များများကတော့ထင်မှတ်ခဲ့ကြပါမှလည်းတကယ်တော့အခုချိန်မှာယောက်ျားနဲ့တူတူတော့ငါနဲ့တိုင်းမစကူတူပြီးတော့မှ HG တွေပြန်နေခဲ့တာတွေကအခုချိန်မှာပဲပြန်လဲပေါ်သွားခဲ့တာကြောင့်လူတွေကတော့ထိတ်တလားနဲ့ဖြစ်ပြီးတော့မှအော်မင်းတက်ပြီးတော့မှကိုလူပြောများနေခဲ့ရတာပဲဖြစ်ပါတယ်